အားလုံးပဲမင်္ဂလာပါကျွန်တော်ဆွေလန်းအောင်ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ညှဝေပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုကတော့ grade မြင့်တဲ့ concrete တွေ Pechin plan ကနေ ready mix concrete တွေမှာယူသုံးစွဲပြီးဆိုရုံနဲ့သိချပြီလားဆိုတော့ဒီကုနဲ့ပတ်သက်ပြီးတော့သိတဲ့နာလေးတွေကျွန်တော်ဒီနေ့ညှဝေပေးခြင်းပါတယ်ကျွန်တော်တို့ March လ2025ငလင်းလှုပ်ပြီးတဲ့နောက်ပိုင်းမှာ grade မြင့်တဲ့တန်ကြောင်းလုံးတွေဥပမာ HRV 900လို့တန်ကြောင်းတွေသုံးစွဲလာတယ်လို့ grade 25အထက် grade 30လို့ concrete တွေကိုလည်းသုံးစွဲလာကြပါတယ်ကျွန်တော်တို့ဒီလိုတွက်ချက်ပြီးတော့ဝယ်ယူသုံးစွဲပြီးဆိုရုံနဲ့ကျွန်တော်တို့ရဲ့ concrete structure တွေကျွန်တော်တို့အဆောက်အအုံတွေကယာနှုံးမြေစိတ်ချပြီလားဆိုတော့အပြည့်အဝမဟုတ်သေးပါဘူးသတိပြုရမယ့်အချက်ကလေးတွေကိုကျွန်တော်ဆက်ပြီးတော့ဒီမှာညှောက်ပေးကြပါတယ်ပထမဆုံးကျွန်တော်တို့ concrete မှာယူသုံးစွဲပြီဆိုလို့ရှိရင် concrete supply စီကနေ mix design နဲ့ဒီ trial mix လုပ်ထားတဲ့ result တွေကိုတောင်းကြည့်ပါဒါမှသာမိမိမှာယူသုံးစွဲတဲ့ concrete ဒီသူတို့တေချာစစ်ဆေးစမ်းသပ်ထားပြီးသားဟုတ်မဟုတ်ကိုသိနိုင်မှာဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့ concrete မှာပြီးလို့ကျွန်တော်တို့ site ကိုရောက်ပြီဆိုရင်မိုးယူပါအဲ့ဒီမိုးယူကိုလည်းတေချာကိုစနစ်တကျယူပြီးတော့မှစိတ်ချတဲ့တပ်ပါတီတစ်ခွက်ကနေမှာစမ်းသပ်စစ်ဆေးပြီးတော့ concrete strength test result တွေကိုတောင်းကြည့်ပါPechin plan နေရာလဲအများအပြားသူတို့ရဲ့ concrete တွေကိုရေသွေးစမ်းသပ်စစ်ဆေးဖို့အတွက်သူတို့ကိုယ်ပိုင်မိုးရီယူကြတယ်ပြီးရင်သူတို့ရဲ့ lab တွေမှာသူတို့စမ်းသပ်ပြီးတော့မှ client ကို result တွေကိုပြန်ပြီးတော့တင်ပြကြတယ်သူတို့ရဲ့ result နဲ့ကျွန်တော်တို့ကိုယ်တိုင်စမ်းသပ်ထားတဲ့ result တွေကိုနှိုင်းယှဉ်ကြည့်ပါခွာခြားချက်ရှိမရှိကိုသိနိုင်မှာဖြစ်ပါတယ်အရေးဆုံးအချက်ကတော့ site supervision နော် site ထဲမှာ close supervision အနီးကပ်ကြီးကြပ်စစ်ဆေးဖို့အရင်ရေးကြည့်ပါတယ် site ထဲမှာ concrete တွေလောင်းတော့မယ်ဆိုရင်မလောင်းခင်မှာ forward တွေကိုစစ်ဆေးပါ concrete လောင်းပြီးရင် vibrator မဖြစ်မနေထိုးပါပုံမှန်အဖြစ် fresh concrete ပေါ့နော် concrete သားထဲမှာကျွန်တော်တို့လေတွေခိုနေတတ်တယ် concrete သားဒီရွတ်တရွတ်ရဖြစ်နေတတ်တယ်ဒါကြောင့်မလို့လောင်းပြီးတာနဲ့ concrete ကို vibrator မဖြစ်မနေထိုးပါ vibrator ထိုးခြင်းအဖြစ် concrete ထဲမှာခိုအောင်နေတဲ့လေတွေဒီအပြင်ကိုပူစီပေါင်းလေးလို့ကျွန်တော်တို့ထွက်သွားပြီးတော့ concrete သားတွေကကြောက်တွေတဲတွေဘိလက်မြေအနှစ်တွေဒီတခုနဲ့တခုပုံမနီးကပ်ပြီးတော့ကြစ်လက်တွေဒီသွားတင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ vibrator မဖြစ်မနေထိုးဖို့လိုအပ်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့ concrete လောင်းပြီးလို့မာပြီးဆိုတာ ਨੇ စောနိုင်တယ်များစောစွာကျွန်တော်တို့ curing လုပ်ပါ curing ဆိုတာ concrete သားကိုအမြဲတမ်းဆွတ်နေအောင်ရေလောင်းခြင်းရေဖြန်းခြင်းတာပေါ်လင်တို့ပလတ်စတစ်တို့ ਨੇ ဒါမျိုးအပေါ်ကနေအုပ်ထားခြင်းအဲ့ဒါတွေကိုမဖြစ်မနေဆောင်ရွက်ဖို့လိုအပ်ပါတယ် curing လုပ်ခြင်းအဖြစ် concrete ရဲ့တက်တန်းဒီ concrete strength ဒီတဖြည်းဖြည်းနဲ့တက်လာတယ် percentage အပြည့်အဝတက်သွားစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ curing လုပ်ဖို့အရေးကြီးတယ်ကျွန်တော်အခုပြောပြခဲ့တဲ့အချက်လက်ကလေးတွေကိုတေချာ view တစ်စိုက်မလုပ်ဘဲနဲ့ပေါ်ပေါ်ဆဆသာထားခဲ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ယူရတဲ့ more result တွေတက်ခွက်ကမှစမ်းသပ်ထားတဲ့ concrete test result တွေဘယ်လောက်ပဲကောင်းတယ်လို့ပြောမိတ်ဆွေတို့လောင်းထားတဲ့အဆောက်အအုံထဲမှာရှိတဲ့ concrete အစိတ်အပိုင်းတွေဒီတစ်လက်သိပ်ပြီးတဲ့ concrete ခန့်ခန့်မှကြောတဲ့ concrete တွေအပြည့်အဝဖြစ်စေမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တင်ပြခဲ့တဲ့အချက်လက်ကလေးတွေကိုလိုက်နာဆောင်ရွက်ပြီးတော့ပြုလုပ်မယ်ဆိုလို့ရှိရင်တော့ဒါမိမိကုန်ကြခံသုံးစွဲရတဲ့လောက်ကိုအရည်သွေးကောင်းတဲ့ concrete structure တွေရရှိစေမှာဖြစ်ပါတယ်ကျွန်တော်ပြောပြခဲ့တဲ့လုပ်ငန်းလေးတွေကိုသိသိကြီးကြပ်ဖို့ဆိုလို့ရှိရင်လည်း QC engineer တွေ QC inspector တွေအရေးကြီးသလို site engineer တွေ site supervisor တွေကလည်းမပေါ်မလျော့ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်ဆိုတာလေးကိုကျွန်တော်တင်ပြပါရစေမိတ်ဆွေများကြားမှာကြပါစေကျေးဇူးတင်ပါတယ်